အားလုံးပဲမင်္ဂလာပါဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့ခက်ခဲသောမိကွန်းများကိုကျမ်းစာဖြင့်တုံ့ပြန်ခြင်းဆိုတဲ့ဖော်ပြချက်နဲ့ပတ်သက်ပြီးတော့ကျမ်းချက်များဖြင့်သူတို့ကလေ့လာဆင်ခြင်ကြမှာဖြစ်တယ်လောကအမြင်ရဲ့အဓိကစိတ်ခေါ်မှုများတချို့ကိုကျမ်းစာအထောက်အထားများဖြင့်စနစ်တကျစူးစီးပြောပြပေးတာဖြစ်ပါတယ်ခက်ခဲတဲ့မိကွန်းများကိုကျမ်းစာဖြင့်တုံ့ပြန်ခြင်းနဲ့ပတ်သက်ပြီးတော့ဒီချက်လက်များကိုအင်္ဂလိပ်ဟောပြောခြင်းသို့မဟုတ်ဘုရားသခင်ရဲ့အလိုတော်နဲ့ပတ်သက်၍တန်တရားရှိသူများကိုရှင်းပြရာတွင်လက်တွေ့ကျကျအသုံးပြုနိုင်ပါတယ်။ဒါကြောင့်နံပါတ်1အနေနဲ့လူသားမတူညီရခြင်းနဲ့ဆင်းရဲဒုက္ခဆိုင်ရာဆင့်ခေါ်မှုများနံပါတ်2အနေနဲ့ဖန်ဆင်းခြင်းနှင့်အနှစ်သာရနှင့်နိယာမဆိုင်ရာဆင့်ခေါ်မှုများနံပါတ်3အနေနဲ့ကျေးဇူးတော်တရားမျှတမှုနဲ့သုံးပါးတစုဆင့်ခေါ်မှုများပဲဖြစ်ပါတယ်။ဒါကြောင့်နံပါတ်1အနေနဲ့လူသားမတူညီရခြင်းနှင့်ဆင်းရဲဒုက္ခဆိုင်ရာဆင့်ခေါ်မှုများနဲ့ပတ်သက်ပြီးတော့လောကအမြင်မေးခွန်းကတော့လူဒီတဦးနဲ့တဦးမတူပဲမွေးဖွားလာရခြင်းရဲ့အကြောင်းရင်းအမှန်ကအဘယ်နည်းဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ဒါကြောင့်ကျမ်းစာရဲ့အဓိကအဖြေကတော့မတူညီမှုဟာဘုရားသခင်ရဲ့အနုပညာလက်ရာနဲ့အသင်းတော်ရဲ့စီလုံးခြင်းအတွက်ရည်ရွယ်ချက်ရှိတဲ့ဖန်ဆင်းခြင်းပဲဖြစ်တယ်လို့စာလံ139:14တစ်ကော12:18နဲ့ယောမ9:21မှာဖော်ပြထားပါတယ်။နောက်ထပ်မေးခွန်းကလောကအမြင်မေးခွန်းကတော့ခရစ်ယာန်ဘာသာတွင်ရှေးဘဝနောက်ဘဝဘဝကူးခြင်းရှိပါသလားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ကျမ်းစာရဲ့အဓိကအဖြေကတော့မရှိပါ။လူသားသည်တစ်ချိန်သာတည်ရမှာဖြစ်တယ်။အဲ့ဒီနောက်တရားစီရင်ခြင်းကိုချက်ချင်းရောက်ရမယ်။ရှေ့ဘဝနောက်ဘဝအယူဆသည်ခရစ်တော်၏ကယ်တင်ခြင်းကိုလုံးဝပယ်ချတာဖြစ်တယ်လို့ဟေဘရဲ9:29နဲ့နှစ်မှာကောရိန္သု9:8လူကာ16:26မှာဖော်ပြထားပါတယ်။နောက်ထပ်မေးခွန်းလောကအမြင်မေးခွန်းအနေနဲ့ချစ်ချင်းမေတ္တာဖြင့်ဖန်ဆင်းလျင်အိုနာတည်ခြင်းနဲ့ဆင်းရဲခြင်းကိုအဘဲကြောင့်ခွင့်ပြုသည်ဆိုတဲ့မိကုံးပဲဖြစ်ပါတယ်။ဒါကြောင့်အဓိကကျမ်းစာရဲ့အဖြေကတော့ဆင်းရဲဒုက္ခများဟာမေတ္တာရှင်ဘုရားသခင်ဖန်ဆင်းခြင်းမဟုတ်ပဲလူသားရဲ့မနာခံမှုအာဒံ၏အပြစ်ကြောင့်လောကသို့ဝင်ရောက်လာတာအကျိုးဆက်တာဖြစ်တယ်ဆိုတဲ့အကြောင်းကိုယောမ9:7နဲ့ဗျာဒိတ်21:4မှာဖော်ပြထားပါတယ်။လောကအမြင်မေးခွန်းကတော့ကောင်းကင်နိုင်ငံတော်ကိုအစာကလေးကဘာကြောင့်မပို့ပဲလူဘဝကိုကြမ်းတမ်းစေရတနည်းဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ဒါကြောင့်ကျမ်းစာရဲ့အဓိကအဖြေကတော့ဘုရားသခင်သည်ကျွန်များမဟုတ်လွတ်လပ်စွာရွေးချယ်ပြီးချစ်တော်သားသမီးများကိုလိုချင်တာဖြစ်တယ်။ဆင်းရဲဒုက္ခများကြားမှာခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားစေဖို့ပဲဖြစ်တယ်လို့ယောမ8:28နဲ့တရားဟောရာ30:19မှာဖော်ပြထားပါတယ်။ဒါကြောင့်နံပါတ်1အနေနဲ့ဖန်ဆင်းခြင်းရဲ့အနှစ်သာရနဲ့နိယာမဆိုင်ရာစေခိုမှုများနဲ့ပတ်သက်ပြီးတော့လောကအမြင်မေးခွန်းကတော့အကြောင်းတရားမရှိဘဲအကျိုးတရားပေါ်ရိုးထုံးစံရှိပါသလားဘုရားသခင်မှာအထုပ်ပတ္တိရှိတင်သည်မဟုတ်ပါလားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ကျမ်းစာရဲ့အဓိကအဖြေကတော့ဘုရားသခင်သည်ပထမဆုံးသောအကြောင်းတရားဖြစ်ပြီးတော့ကိုယ်တိုင်တည်ရှိသူပဲဖြစ်ပါတယ်လောကနိယာမဖြစ်ကိုယ်တော်ကိုမတိုင်းတာနိုင်ပါဘူးကိုယ်တော်သည်အစနဲ့အဆုံးမဲ့သူဖြစ်တယ်လို့ထွတ်မြောက်ရာ3:14စာလံ90:2နဲ့ဗျာဒိတ်1:8မှာဖော်ပြထားပါတယ်နောက်ထပ်လောကမြင်မေးခွန်းကဖန်ဆင်းရှင်ကကဘာကို6ရက်ဖန်ဆင်းခဲ့ပါကအနန္တစကြဝဠာကိုဖန်ဆင်းဖို့ရက်ကလေးတန်ပေါင်းများစွာမလိုအပ်ဘူးလားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ကျမ်းစာရဲ့အဓိကအဖြေကတော့ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းသည်အချိန်ဖြစ်တိုင်းတာရန်မဟုတ်ပဲနှုတ်တော်ထွက်တကိုးဖြစ်တယ်လို့နားလည်ရမှာဖြစ်တယ်။ဘုရားသခင်အတွက်တရက်သည်အနှစ်1000ကဲ့သို့ဖြစ်တဲ့အတွက်ကြောင့်ကိုတော်သည်အချိန်၏အပြစ်ဘက်မှာတည်ရှိတယ်လို့စာလံ33:9နဲ့နှစ်ပေ38ဟေဘရဲ1:3မှာဖော်ပြထားတာတွေ့ရမှာဖြစ်ပါတယ်။နောက်ထပ်လောကအမြင်မေးခွန်းကတော့ကျမ်းစာတွင်လေကိုဖန်ဆင်းကြောင်းမပါပါလေကိုဘာကြောင့်မဖန်ဆင်းသလဲဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ဒါကြောင့်ကျမ်းစာရဲ့အဓိကအဖြေကတော့လေသည်မမြင်နိုင်သောဖန်ဆင်းခြင်း၏အစိတ်ပိုင်းပဲဖြစ်တယ်။ကျမ်းစာသည်လေကိုဘုရားသခင်၏ဗန္နာတိုင်းမှထုတ်ဆောင်ကြောင်းကိုအတိအကျဖော်ပြပြီး၎င်းသည်အသက်ရှင်ခြင်းအတွက်လိုအပ်သောအရာဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်၏စွမ်းအားကိုပြသတယ်လို့စာလံ135ခွန်နဲ့ယေရမိ10:73ကပ္ပဦးကျမ်း2ခွန်မှာဖော်ပြထားတာတွေ့ရမှာဖြစ်ပါတယ်။နောက်ထပ်လောကအမြင်မေးခွန်းကတော့ယူသားများကိုဘုရားသခင်ဖန်ဆင်းခဲ့ပါသလားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ဒီကြောင့်နဲ့ပတ်သက်ပြီးကျမ်းစာရဲ့အဖြေကတော့ကျမ်းစာရဲ့ဗဟိုချက်ဟာလူသားနဲ့ကမ္ဘာမြေအပေါ်တာတည်ရှိတယ်။ယူသားတို့သည်ဖြစ်သည်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘုရားသခင်သည်တပါးတည်းသောဖန်ဆင်းသည်ပဲဖြစ်ပါတယ်။အဓိကမှာယေရှုခရစ်ဟာလူသားရဲ့ကယ်တင်ခြင်းအတွက်တစ်ချိန်တည်းသာအသေးခံခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုကပ္ပဦးကျမ်း1:1နဲ့စာလံ115:16ဟေဘရဲ9:20မှာဖော်ပြထားတာတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်နံပါတ်3အနေနဲ့ကျေးဇူးတော်တရားမျှတမှုနဲ့သုံးပါးတစုစိတ်ကိုယ်ပုံများနဲ့ပတ်သက်ပြီးတော့လောကမြင်မေးခွန်းကတော့အပြစ်သားကိုကယ်တင်ခြင်းသည်အစိတ်ပင်ကိုရေလောင်းခြင်းသာဖြစ်သည်
ဆိုတဲ့အတိတ်ပဲရှိပါသလားဆိုတဲ့မိကုံပဲဖြစ်ပါတယ်ဒါကြောင့်ကျမ်းစာရဲ့အဓိကအဖြစ်ကတော့ဘုရားသခင်သည်အပြစ်ကိုလစ်လူရှုခြင်းမဟုတ်ပဲအပြစ်အတွက်အပြစ်ကင်းစင်တဲ့သားတော်ကိုကိုစားခံစေခြင်းဖြင့်တရားမျှတမှုကိုအပိသက်ပြည့်စုံပေးခဲ့တာဖြစ်တယ်ကယ်တင်ခြင်းသည်အစိတ်ပင်ကိုအသစ်ပြန်စိုက်ပျိုးခြင်းပဲဖြစ်တယ်လို့နားလည်ရမှာဖြစ်ပါတယ်ဒါကြောင့်နောက်ထပ်လောကအမြင်မိကုံကတော့ကိုရှာမစားရမည်ဆိုရင်ဘုရားသခင်ကြွေးတည်ဟူသောစကားသည်အတိတ်ပဲရပါသလားဆိုတဲ့အတိတ်ပဲရှိပါသလားဆိုတဲ့မိကုံပဲဖြစ်ပါတယ်ဒါကြောင့်ကျမ်းစာရဲ့အဓိကအဖြစ်ကတော့ဘုရားသခင်သည်ရှာဖွေနိုင်သောခွန်အားဉာဏ်ပညာနဲ့အရင်းမြစ်တို့ရဲ့မူလအရင်းခံဖြစ်တဲ့အတွက်ကြောင့်ကိုတော်ကသာအဆုံးစွန်ပေးကမ်းသူပဲဖြစ်တယ်လူသားသည်တာဝန်အရအလုံးလုံးရပါဖြစ်တယ်လို့နှစ်သက်30မှာဖော်ပြတယ်သို့တော့အောင်မြင်မှုအားလုံးဟာဘုရားသခင်ထံမှလာတယ်ဆိုတဲ့အကြောင်းကိုမဿဲ 6:33 နှစ်သက်30နဲ့ဒီသူယောနိ8:18မှာဖော်ပြထားတယ်လို့နားလည်ရမှာဖြစ်ပါတယ်ဒါကြောင့်အဓိကနောက်ထပ်လောကအမြင်မိကုံးကတော့ထာဝရဘုရားဆိုတာဘယ်သူလဲဘာကြောင့်ကိုယ်တိုင်မစင်းသက်ပဲသားတော်ကိုဆက်လွတ်ရတယ်လဲကျမ်းစာအဖြေကထာဝရဘုရားသည်ကိုယ်တိုင်တည်ရှိပြီးတော့တန်ရှင်းသောဝိညာဉ်တော်ဖြစ်တဲ့အတွက်ကြောင့်လူသားမျက်စိဖြင့်မမြင်နိုင်ပါသားတော်ခရစ်တော်သည်မမြင်နိုင်သောဘုရားသခင်၏ပုံသဏ္ဍာန်ဖြစ်ပြီးတော့တရားမျှတမှုနဲ့မေတ္တာကိုတပြိုင်နက်တည်းပြည့်စုံစေရန်အသားတော်အဖြစ်ခံယူခဲ့သောဘုရားသခင်အဖြစ်ဆင်းသက်ခဲ့ခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုယောဟန် 1:18 နဲ့ယောဟန် 3:16 ကောလောသဲ 1:15 မှာဖော်ပြထားတာတွေ့ရမှာဖြစ်ပါတယ်။နောက်ထပ်လောကအမြင်မေးခွန်းကတော့သိပ္ပံပညာနဲ့လက်တွေ့ဒီဖန်ဆင်းရှင်ဝါဒကိုညှင်းဆန်နေပါတယ်။သိပ္ပံကမှားတယ်ပြောမလား။ဖန်ဆင်းရှင်ဝါဒကမှားတယ်ပြောမလားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ဒါကြောင့်ကျမ်းစာရဲ့အဓိကအဖြစ်ကတော့ဖန်ဆင်းရှင်ဝါဒကမမှားပါ။သိပ္ပံကမိတို့ဖြစ်ပေါ်လာသည်ကိုစူးစမ်းပြီးတော့မှကျမ်းစာကမိသူကဖန်ဆင်းခဲ့ကြောင်းကိုဖြည့်ရှင်းပေးတာဖြစ်တယ်။သိပ္ပံပညာသည်ဘုရားသခင်၏ဉာဏ်ပညာတော်နဲ့တကူတော်ကိုပုံမထင်ရှားစေဖို့သာဖြစ်တယ်ဆိုတဲ့အကြောင်းကိုစာလံ 19:1 ယောမ 1:20 နဲ့နှစ်တိ 36 မှာဖော်ပြထားပါတယ်။ကျွန်ုပ်တို့သည်ဒီခက်ခဲတဲ့လောကီစိန်ခေါ်မှုမေးခွန်းတချို့ကိုရှင်းလင်းတဲ့ခိုင်မာတဲ့ကျမ်းစာအဖြစ်များဖြင့်စူးစီးပြီးတော့ပြန်လည်ဖော်ပြပေးခြင်းသာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာခက်ခဲတဲ့မေးခွန်းများကိုကျမ်းစာဖြင့်တုံ့ပြန်ခြင်းဆိုတဲ့အကြောင်းကိုနားလည်ပြီးတော့ဘုရားသခင်ပြုလုပ်ပေးတဲ့ကျေးဇူးတော်ကိုရွေးချယ်ဝန်ခံတတ်စေဖို့ရန်ကျမ်းချက်များဖြင့်ဖော်ပြမျှဝေခဲ့ခြင်းဖြစ်ပါတယ်။နားထောင်သူအားလုံးပေါ်ဘုရားသခင်၏ကျေးဇူးတော်တက်ရောက်ပါစေ။အာမင်။